ပါအောင်ဒါကြတော့ဟိုနှစ်ချီတယ်မဟုတ်နော်စေးလိမ့်ထားတာကျမပြောပါအောင်နှာခေါက်ခွဲစိတ်ချင်တယ်ပြောပြဘယ်ကနေဘလို့ဖြစ်လဲသူများဆိုမမေးရဲ့လို့ကိုလူလောက်တော့ပြောပြဆိုတော့ပြောပြတယ်လေနှာခေါက်ခွဲစိတ်လို့ရှိရင်အဲ့ဒီမှာထုံစည်းထည့်ရမယ်ထုံစည်းထိုးမယ်ထုံစည်းထိုးပြီးလို့ရှိရင်ဒီဥစ္စာကိုကိုနှာခေါက်ယူဒီကနေဖောက်ပြီးတော့ဆီလီကွန်တစ်ချောင်းလုံးထည့်တယ်ကွယ်ခွဲစိတ်မှုလုပ်ရတယ်လေနာတဲ့အနာကိုလည်းတရက်တစ်ခါချပြတ်ထားတယ်မျက်လုံးကတော်တော်မျိုးပဲဖြစ်သွားတယ်ရောက်တယ်အခုထိတော့ဒီမှာမျက်ကွင်း6တော်မျိုးဖြစ်တယ်အမှန်ဒီမှာဆိုရင်အဝါရောင်နဲ့သွေးခဲလေးကြံသေးတယ်အနာက6လပြည့်မှသူကပုံမှန်တိုင်းဖြစ်မှာကွယ်ဒီမှာတစ်မျိုးလေးဖြစ်တယ်ကွယ်6လပြည့်မှပုံမှန်တိုင်းဖြစ်မယ်ပြီးလို့ရှိရင်ကျတော့ဘယ်လိုလဲကိုကကျတော့ဒီမှာအယိုးကြီးတဲ့လူဖြစ်တဲ့အတွက်ဟိုလိုမျိုးမင်းသမီးတို့မချုံမျှနေရတော့မရအောင်ပေါ့ဟဲ့အဲ့လိုမျိုးကိုလည်းပြောပြထားတယ်မဟုတ်လားပြောလို့ပြောပြီးတော့အကုန်လုံးပြီးတော့မှစာလည်းမပြန်တော့ကိုကအားလေး6ပြီးတော့ပြောပြစာမပြန်တော့ပြီးတော့ဒီလုံးလေးရေးလိုက်တယ်ကြောက်တယ်ဟဲ့ကြောက်တယ်ဆိုလို့ရှိရင်ခွဲစိတ်မှုမလုပ်နဲ့ဒါကကျတော့ကို့အသားယူတမျိုးလှီးပြီးတော့ဒီတစ်ချောင်းလုံးထည့်တယ်အခုထိတော့မှချုပ်ယူကစေးထည့်နေရတော့เนาะဒါစေးထည့်ရတယ်ဒီနားနေဖောက်တယ်ဒီမှာခွဲစိတ်တယ်ဖောက်တယ်ပြီးတော့ဒီတစ်ချောင်းလုံးကို့ထည့်တယ်เนาะဒီလိုမျိုးလေးဘေးကကြည့်တော့ဒီလိုမျိုးပေါ့เนาะအခုအရှိရကြည့်တော့လောဆယ်အယောင်မကြသေးတော့အဲ့လိုမျိုးလေးဖြစ်နေပေါ့ဘာဖြစ်ဆိုတော့ကိုနှာခေါင်းကဒီနားမှာအယိုးကြီးတယ်ဒီမှာခြိုက်တယ်ဒီကနေဆီလီကွန်ဒီကနေစားထည့်တယ်ဒီမှာထောက်တယ်เนาะခွဲစိတ်မှုလုပ်လို့ဆိုရင်ဒါနဲ့ခွဲမယ်ပြီးလို့ရှိရင်ကိုနှာခေါင်းမှာတခြားပစ္စည်းအရာတစ်ခုထည့်တဲ့အတွက်တော့ဘလို့ပဲဖြစ်တော့နားတယ်เนาะထုံစည်းပေးတယ်နားတယ်ဒါကိုဖောက်တယ်နားတယ်တရက်နာတယ်ပြီးလို့ရှိရင်ထုံစည်းပြေသွားရင်နားတယ်နောက်တစ်နေ့မှမနာတော့ဘူးရောက်တယ်ဒါပေမဲ့မနာတော့ဆိုတော့ဒီကနေပဲမနာတော့တာဒီဟာကတော့ချုပ်ယူကတော့နည်းနည်းလေးရီလိုက်တာတို့အဲ့လိုမျိုးပြုံးတာတော့မဟုတ်ဘူးနော်ဒါကြီးရီလိုက်တာတို့ဘာလို့ဆိုတော့နာသေးပါတယ်ရှင်အခုကကျတော့ချုပ်ရွယ်14ရက်နေမှဖြေရမယ်ဒါကကျတော့လောလောဆယ်9ရက်ပဲရှိသေးတယ်ဆိုတော့ပေါ့နော်ဟိုကိုကလေဘာဖြစ်လုံးမဲ့ဆိုပြီးတော့တတိရှိမှကိုကလုံးတတိမရှိဘဲနဲ့သူများကိုလေအပေးချောက်ပြီးတော့လေကြောက်တယ်မလုပ်ရဘူးဟောခွဲစိတ်မှုလုပ်လို့ဆိုတော့နာမှာပဲလေဘယ်လိုပဲဖြစ်နာတယ်လေဒီမှာလေးမျက်ကွင်းတော်မှာခြောက်နေသေးတယ်ဒီမှာအဝါရောင်လေးတွေရှိနေသေးတယ်ဒါဒီနားမှာဘာဖြစ်လို့ဒီအယိုးယူတော့ကလတ်ထုတ်ပြီးတော့ထည့်ထားတာဖြစ်တဲ့အတွက်ဒီနားမှာရောင်နေတော့ပဲနော်နှာခေါင်းကဒီမှာဒီမျိုးဖြစ်နေတော့ပဲအသားမသေးသေး6လလောက်မှသူကပုတ်ကြမယ်အဲ့လိုမျိုးဆရာဝန်တွေကပြောတယ်နော်အဲ့ဒါကိုများဟိုတတိလည်းမရှိစုပ်ပြချက်တစ်ခုမချပဲနဲ့စကားမပြောနဲ့ကျမတို့နော်ကျမတို့ကမလုပ်ဆိုမလုပ်လုံးမဆိုလုံးမယ်လုံးမဆို target ရှိတယ်ဒါပေမဲ့ကိုကပတ်စံမစူးရတယ်လို့ကျမတို့ကမလုပ်တာအခုပတ်စံစူးလိုက်တဲ့အတွက်ကျမတို့ကလုတ်လိုက်တယ်ပတ်စံရှိလို့လည်းမဟုတ်ဘူးပို့လို့လည်းမဟုတ်ကိုရဲ့အိမ်မက်တစ်ခုနှာခေါင်းခွဲစိတ်ချင်တဲ့အိမ်မက်တစ်ခုဖြစ်တဲ့အတွက်ကျမတို့ကလုတ်လိုက်တဲ့လိုမျိုးလေးပေါ့ဒါမျိုးလေးပေါ့နော်အရင်တော့နှာခေါင်းလေးနည်းနည်းလေးကပ်တယ်ဒီမှာအယိုးရှိတယ်ဆိုတော့လေအဲ့လိုမျိုးလေးဖြစ်တယ်အခုကျတော့တန်းတော့ပါတယ်ဒီမျိုးလေးပေါ့နော်တတိရှိမှစကားပြောပါကိုကလုံးမဲ့လို့စိတ်ကူးတယ်ဘာကြောင့်မသိသေးလို့ဟိုကိုကစိတ်ကူးတယ်မှတခုတည်းထဲတာခွဲစိတ်မှုလို့နာတာပဲထောက်သေးထိုးနာမှာပဲစိတ်ထိုးနာမှာပဲခွဲစိတ်မှုလို့နာတာပဲဒီတောင်ကိုကခံနိုင်မှစုပ်ပြတ်ချက်ချမဟုတ်ဘဲနဲ့လိုက်များတွေလေအပေးများနဲ့ရေတောက်ရတယ်မောတယ်